အားလုံးပဲမင်္ဂလာပါဆွန်ရည်သားနဲ့ပညာမှပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမယ့်သင်ခန်းစာက partition ဖွင့်တဲ့သင်ခန်းစာပဲဖြစ်ပါတယ် partition ဆိုတာဘာကိုပြောလဲဆိုရင်အရင်ဒီဖို့အရေးကြီးပါတယ် partition ဆိုတာကျွန်တော်တို့ကဒီ tab PC ကို reclaim နိုင်ဒီ tab PC ကိုကျွန်တော် template လေးနဲ့ပြီးတော့ဝင်လိုက်တယ်ဒါကိုကျွန်တော်တို့က partition လို့ခေါ်တယ် partition ပဲနဲ့ပိုက်ရှိလဲ partition နှစ်ပိုက်ရှိတယ် partition C ရှိမယ် partition D ရှိမယ်ဒါကိုကျွန်တော်တို့က partition လို့ခေါ်ပါတယ်အဲဒီမှာအပေါ်မှာ login disk C ဆိုတဲ့ဟာကိုကျွန်တော်တို့ကနာမည်ချိန်လို့မရဘူးလားနာမည်ချိန်လို့ရပါတယ် okay ဒီနေရာမှာကျွန်တော်က data D ဆိုတဲ့ဟာကိုကျွန်တော်တို့ကနာမည်ချိန်လို့မရဘူးလားနာမည်ချိန်လို့ရတယ်နာမည်ဘယ်လိုရှင်းရမလဲဆိုရင်ကျွန်တော်က regulate နိုင်ပြီးတော့ဒီ rename နေရာမှာကျွန်တော်ကနာမည်ကိုရှင်းလိုက်လို့ရတယ်ဒါပေမဲ့ဒီ D ဆိုတဲ့အရာကိုကျွန်တော်တို့ကဒီနေရာမှာရှင်းလို့မရဘူး C ဆိုတဲ့နေရာကိုဒီမှာရှင်းလို့မရဘူးအဲ့ဒီကကျတော့သူရဲ့သင်ခန်းစာမှာကျွန်တော်ပြောပြမှာပေါ့နော် okay အခုပြောပြမှာကျတော့ partition ခွင့်နဲ့သင်ခန်းစာဖြစ်တဲ့အတွက် partition ဆိုတာဒါကို partition လို့ခေါ်ပါတယ် partition C ရှိမယ် partition D ရှိမယ်အဲ့ဒါကို partition လို့ခေါ်တယ် okay အဲ့လိုဆိုရင်အဲ့လိုဆိုတော့ကျွန်တော်တို့ကဒီ tab PC ကိုကျွန်တော်က regulate ကိုနိုင်လိုက်မယ် partition ခွင့်မှာဖြစ်တဲ့အတွက် okay meaning ကိုကျွန်တော်ကဝင်လိုက်မယ် meaning ကိုကျွန်တော်ကဝင်လို့ပြီးသွားပြီဆိုရင်ဒီမှာကြတော့ကျွန်တော်က this meaning ကိုကျွန်တော်ကထပ်ဝင်ပေးပါ okay ဒီလိုမျိုးရောက်လာမယ်ဆိုရင်ကျွန်တော်ကဒီ data အပိုက်ပေါ့နော်ဒီအပိုက်ဒီကျွန်တော်က USB ဖြစ်တာပေါ့နော် USB ဖြစ်တဲ့အတွက်ကျွန်တော်သူ့ကိုဖွင့်မှာမဟုတ်ကျွန်တော် C ကိုပဲဖွင့်မှာကျွန်တော် C မှာဘယ်လောက်ရှိနေလဲ118 GB ရှိနေတယ်နော်118 GB ရှိနေတဲ့အတွက်ကျွန်တော်ကသူ့ကိုမြတ်ဆဆဖွင့်လို့မရဘူးကျွန်တော်တို့ကဘယ်လောက်ပဲဖွင့်လို့ရမလဲကျွန်တော်ဒီနေရာမှာကြည့်ပြမယ်ကျွန်တော်ကဒီနေရာမှာဒီဟာကြတော့ SD ပေါ့နော်120ထည့်ထားတာကျွန်တော်ကမခွဲပါဘူးဒါကြတော့ partition ခွဲတဲ့သင်ခန်းစာဖြစ်တဲ့အတွက်ကျွန်တော်ကနမူနာဖြစ်ခွဲပတ်မှာဖြစ်တယ် okay ဒီနေရာမှာကျွန်တော်က118 GB ရှိတဲ့အတွက်ကျွန်တော် Windows တွေပါတယ်ဟိုဟာဒီရတယ်ကျွန်တော်ထည့်ထားတာဆိုရင်သူရဲ့အလွယ်ကပေါ့နော်သူရဲ့အလွယ်က80နဲ့ GB ပဲရှိပြီ okay အဲ့ဒီ80နဲ့ကနေပြီးတော့ကျွန်တော်50ခွဲမှာပေါ့နော်50 partition တခုကျွန်တော်ခွဲပြမှာဖြစ်တယ် okay ကျွန်တော်တို့အဲ့လိုဆိုရင်ကျွန်တော်ဒီနေရာရလာပြီ partition ခွဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ C ကိုကျွန်တော်တို့ regulate နိုင်လိုက်မယ် regulate နိုင်လိုက်ပြီးတော့ဒီမှာ chain ဘောလုံးဆိုတာရှိတယ် chain ဘောလုံးကိုကျွန်တော်တို့ကတစ်ချက်နိုင်လိုက်မယ်အဲ့လိုမျိုးနိုင်ပြီးတော့ပြီဆိုရင်သူကတော့လေတယ်အလောက်လောက်နေတယ်မပြီးသေးဘူးဒါအောင်ခဏလေးစုံပေးပါ okay ဒီနေရာမှာရောက်လာပြီအဲ့လိုဆိုရင်ကျွန်တော်က GB 50ခွဲမှာဖြစ်တဲ့အတွက်ဒီနေရာမှာဘယ်လောက်ရိုက်ထည့်ရမလဲဒါကသူပေးတဲ့ပမာဏဖြစ်တယ်ကျွန်တော်တို့ကကိုယ့်ဟာကိုယ်လိုချင်တဲ့အတွက်ကျွန်တော်တို့ကဒါမှဒီမှာရေးထည့်ရမှာဖြစ်တာပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကဘယ်လိုရေးထည့်မလဲကျွန်တော်ဒီဟာကိုကျွန်တော်ခဏလေးကျွန်တော်ရှာပြလိုက်မယ်ကျွန်တော်တို့ကရေးထည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကိုကဘယ်လောက်ဖွင့်ရှင်တာလဲပေါ့နော်ကိုကဖွင့်ရှင်နေဆိုရင်ကျွန်တော်ကဒီကနန်းပေါက်စံနဲ့နေပြီးတော့ကျွန်တော်ကပေါက်မှာပေါ့ okay ကနန်းပေါက်စံနဲ့ကျွန်တော်ပေါက်မယ်ကျွန်တော်တို့က 1GB မှာဘယ်လောက်ရှိတယ်ဆိုတာကျွန်တော်တို့ကသိရမှာဖြစ်တယ်ကျွန်တော်တို့က 1GB ကို1GB ဖြစ်တယ် 1GB ဆိုရင်ကျွန်တော်က50ခွဲမှာဖြစ်တဲ့အတွက်ကျွန်တော်က50ကျွန်တော်ကရွေးလိုက်မယ် okay 50ညီမရှင်းကျွန်တော်နေလိုက်မယ်အဲ့လိုဆိုရင်ကျွန်တော်ဘယ်လောက်ရေးရမလဲခုစီရထောင်တော့9200နဲ့200ကျွန်တော်ကရေးရမှာဖြစ်တယ်တကယ်လို့ဒီနေရာမှာကျွန်တော်တို့ကဥမာ100ခွင့်ရှင်နေဆိုရင်ねဒီနေရာမှာ GB 100ခွင့်ရှင်နေဆိုရင်ကျွန်တော်ကအဲ့လိုမျိုးရေးရမှာကျွန်တော်ကဖြစ်တယ်နော်အဲ့လိုဆိုရင်ကျွန်တော်ဒီနေရာမှာကျွန်တော်50ခွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်က9100နဲ့200ခွဲရမှာဖြစ်တယ်နော်အဲ့လိုဆိုရင်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်တော့မယ် C ကိုကျွန်တော် regulate နိုင်ပြီးတော့ကျွန်တော်ကရှင်းရင်းပုံလုံးကိုကျွန်တော်နိုင်မယ်ဒီနေရာမှာခဏလေးစုပ်ပေးမယ်okay ဒီနေရာမှာကျွန်တော်စောစောက50 GB ဆိုရင်9100နဲ့200 9100နဲ့200ကျွန်တော်ရိုက်လိုက်တယ်အပြီးတော့ကျွန်တော်ရှင်းရင်းကိုကျွန်တော်နှိပ်ပေးလိုက်တယ် okay ဒီနေရာမှာကျွန်တော်က50အတီးရလာတာပေါ့နော် okay ဒီနေရာမှာ50အတီးရတယ်အဲ့လိုဆိုရင်သူရဲ့ partition ဒီကျွန်တော်တို့အမေးရောင်လေးဖြစ်နေတယ်အမေးရောင်လေးဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကတုံလို့ရပြီလားတုံလို့မရသေးဘူးဘယ်လိုကြည့်မလဲ okay ဒီဟာ minimize ချလိုက်မယ် tab PC ကျွန်တော်တို့ကဝင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ2ပိုက်ပဲရှိနေတာပေါ့နော်ဒါ USB ဖြစ်နေတယ်သူရဲ့အပိုက်ကဒီကိုမရောက်လာသေးဘူးဘာကြောင့်မရောက်သေးတာလဲ
အမေရောက်ဖြစ်နေတော့သူကအမေရောက်ဖြစ်နေတဲ့အတွက်သူကအလုံးမလောက်သေးဘူးပေါ့သူကတကယ်တမ်းဆိုရင်သူကအပြရောက်ဖြစ်ရမယ်အပြီးမှသူကရောက်ရှိမှဖြစ်တယ်โอเคအဲ့လိုဆိုရင်သူ့ကိုအပြရောက်ဖြစ်ဖို့အတွက်ကျွန်တော်ကဒီသူ့ကို select share ပေးမယ် select share ပေးပြီးတော့သူ့ကို regulate နိုင်မယ် regulate နိုင်ပြီးတော့ new sharing ပေါ်လုံးကိုကျွန်တော်တို့ကနိုင်လိုက်မယ်အပြီးတော့ကျွန်တော်တို့က night ကိုသွားမယ်အပြီး night ကိုသွားမယ်โอเค night ကိုသွားမယ် night ကိုသွားပါမယ် feeling ကိုကျွန်တော်တို့ကနိုင်လိုက်မယ်ဒီနေရာမှာဘာမှလောက်စရာမလိုပါဘူးโอเคဒီနေရာမှာကျွန်တော်တို့ကဒီနေရာမှာပေါက်ကလေးတစ်ခုတက်လာပြီเนาะတက်လာပြီဆိုရင်ကျွန်တော်တို့ကဒီ tab PC မှာကျွန်တော်တို့ကပြန်ပြီးတော့ဝင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကရောက်ရှိနေမှာဖြစ်တယ် E ဖြည့်တော့တာပေါ့နော်โอเคတကယ်တမ်းဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ C ပြီးရင်ဒါသူရဲ့ partition ကွန်ပျူတာမှာပါတယ်အပိုက်ပေါ့နော် C ဒီဟာကြတော့ E ကကြတော့ကွန်ပျူတာမှာ partition ဖြစ်တယ်တကယ်တမ်းကြတော့ဒီ E က D ဖြည့်ရမယ်ဒီ USB ကကြတော့ E ဖြည့်ရမယ်ဒါပေမဲ့ဒီဟာကဘယ်လိုရှင်းမလဲဆိုတာကျွန်တော်ဒီမှာပြပြမှာပေါ့နော်right CDE တို့ကိုနေရာရှင်းနေမြအဲ့ဒီသင်ခန်းစာမှာကြည့်ရမှာဖြစ်တယ်။ Okay အဲ့လိုဆိုရင်ဒီနေ့သင်ခန်းစာကကြတော့ပါသင်ခန်းစာလဲ partition ခွဲတဲ့သင်ခန်းစာဖြစ်တဲ့အတွက် partition ကိုကျွန်တော်တို့ဒီလိုခွဲရတာဖြစ်တယ်။ Okay အဲ့လိုဆိုရင်ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပဲပေါ့နော်။